ခါကြက်ဥလားမုံလာဥနီလားမုံဟင်းကားတောက်တာလားမုံဟင်းကားစားမလားနေကောင်းကျမ်းမာကြပါရဲ့လားခင်ဗျာမြန်မာလူမှုကွန်ရက်အတိုင်းအဝန်တစ်ခုဖြစ်တဲ့ Facebook မှာဂျီရိုနတ်နဲ့ထိုးမုံတွေဟာမကြာခဏဆိုသလိုစလိုက်ပြောင်းလိုက်နဲ့ပွဲတွေဖြစ်လိမ့်ရှိပါတယ်အခုကျွန်တော်ရဲ့ပထမဦးဆုံး podcast လေးကိုကာလန်ဒေသန်လို့ခေါင်းစဉ်ပေးထားပါတယ်ကာလဒေသပေါ်လိုက်ပြီးလူတွေရဲ့စကားအသုံးနှုန်းတွေမတူကွဲပြားကြပုံကိုကျွန်တော်ကရောက်တက်ရပြောသွားမှာဖြစ်လို့စိတ်ဝင်စားရင်အဆုံးထိနားထောင်ပြီးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာကျွန်တော်တို့လူသားတွေဟာနေရာဒေသကိုလိုက်ပြီးလူမျိုးဘာသာစကားအပြောအဆိုလေးသံတွေမတူကြပါဘူးလူမျိုးဘာသာအပြောစကားတူရင်တော့နေရာဒေသကိုလိုက်ပြီးစကားလုံးအသုံးနှုန်းလေးသံမတူတတ်ကြပါဘူးလူမျိုးတစ်မျိုးတည်းနဲ့ဖွဲ့စည်းတည်ထောင်ထားတဲ့ကိုရီးယားနိုင်ငံမှာတော့ဒေသအလိုက်လေယူလေသိမ်းမတူကြပါဘူးကမ္ဘာမှာလူသုံးအများဆုံးဘာသာစကားဖြစ်တဲ့အင်္ဂလိပ်ဘာသာစကားမှာလည်းနိုင်ငံကိုလိုက်ပြီးလေသံအမျိုးမျိုးရှိကြပါတယ်အထင်ရှားဆုံးလေသံတွေကဗြိတိရှလေသံနဲ့အမေရိကန်လေသံတွေပဲဖြစ်ကြပါတယ်ကျွန်တော်တို့မြန်မာပြည်မှာလည်းဗမာစကားကိုနေရာဒေသပေါ်မူတည်ပြီးလေသံနဲ့ဒေသီရစကားတွေမတူကြပါဘူးထိုးမုံနဲ့ဂျီရိုနတ်တင်ပွဲဖြစ်တာမဟုတ်ပဲနိုင်ငံတကာမှာလည်းအခုအချိန်ထိဗြိတိရှနဲ့အမေရိကန်တွေဟာလေသံမတူတာစကားလုံးအသုံးနှုန်းမတူတာတွေကိုညှင်းခုန်ဆွေးနွေးနေကြဆဲပါကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဗမာစကားကိုနေရာဒေသပေါ်လိုက်ပြီးပြောဆိုတဲ့လေသံတွေကမတူကြပါဘူးဗမာစကားမှာလည်းဗြိတိရှလေသံနဲ့အမေရိကန်လေသံလိုမျိုးလေယူလေသိမ်းမတူကွဲပြားတာတွေရှိကြပါတယ်အင်္ဂလိပ်စကားရဲ့မူလဇစ်မြစ်အတန်ထွက်အမှန်ကဗြိတိရှလေသံဖြစ်ပြီးကျွန်တော်တို့ဗမာစကားရဲ့မူလအတန်အစစ်အမှန်ကအညာလေသံပဲဖြစ်ပါတယ်အညာကိုမှအထက်အညာအောက်အညာဆိုပြီးနှစ်မျိုးကွဲသွားပါသေးတယ်မြန်မာပြည်အထက်ပိုင်းကအညာဒေသကိုအညာလို့ခေါ်ပြီးမြန်မာနိုင်ငံအောက်ပိုင်း AR မြို့ဝကျွန်းပေါ်ဒေသကိုတော့အကြေလို့ခေါ်ပါတယ်တနည်းပြောရရင် AR သားတွေကိုအောက်အညာသားတွေလို့ခေါ်လို့ရပါတယ်အညာအတန်ကလေးလေးပင်ပင်ရှိပြီးတော့ခင်မင်ရင်းနှီးခြင်းစရာချစ်ခင်ခြင်းစရာကောင်းပြီးတော့ကြားလိုက်တာနဲ့အော်ဒါအညာအတန်ပါလားဆိုပြီးချက်ချင်းသိလောက်တဲ့ထူးခြားမှုမျိုးရှိပါတယ်ထို့အတူပဲမန္တလေးမြို့ဟာလည်းအညာဒေသထဲပါလာမလို့မန္တလေးမြို့သူမြို့သားတွေရဲ့စကားပြောပုံဟန်ပန်ကတခြားမြို့ရွာတွေထက်ထူးခြားနေတာအမှန်ပါရန်ကုန်မြို့ကမြန်မာပြည်အောက်ပိုင်းမှာပါပေမဲ့ AR မြို့ဝကျွန်းပေါ်ဒေသလိုအောက်အညာမဟုတ်ပါဘူးရန်ကုန်မြို့ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံစုပြီးနေတာကြောင့်ရန်ကုန်ဒေသရဲ့စကားပြောနဲ့အတုံးအနှုံးကထူးထွေများပြားပါတယ်ဒါဆိုမန္တလေးဒေသစကားတန်ကိုဗြိတိရှလေသံလို့ပြောလို့ရပြီးရန်ကုန်ရဲ့စကားအပြောအဆိုကိုတော့အမေရိကန်လေသံလို့နှိုင်းယှဉ်လို့ရပါတယ်ကျွန်တော်ဆိုရင်လည်းတောင်ကုန်သားတယောက်ဖြစ်တဲ့အတွက်ရှနဲ့ချအတန်ကိုပြီးအောင်မပြောတတ်ပါဘူးအဲ့ဒီလိုမပြီးတာကိုတော့ချက်စရာလို့မမြင်ပါဘူးကိုဒေတာရဲ့ထူးခြားမှုတစ်ခုလို့သတ်မှတ်ပြီးဂုဏ်ယူပါတယ်မန္တလေးသူတွေကျွန်တော်ဆိုတဲ့အနံသားကိုသုံးတာကထူးခြားပြီးချစ်စရာကောင်းနေတယ်လို့ပေါ့အတက်နိုင်ဆုံးတော့ကြိုးစားပြီးပြောကြည့်နေပါတယ်ဥပမာရှောက်သည်6လုံးချစ်တယ်ရှမ်းမလေးကချမ်းနေတယ်တိုင်းသားတွေဆိုလဲဟာထိုးတန်ကိုမပြောတတ်ကြပါဘူးဒီလိုမပြောတတ်တာကိုမားတယ်လို့သတ်မှတ်လို့မရပါဘူးဟာထိုးတန်ကိုမန်မှန်ကန်ကန်နဲ့ပြောပါဆိုပြီးအတင်းကြီးလဲတိုက်တွန်းစရာမလိုပါဘူးဗမာစကားမှာဆိုရင်တော့အညာအတန်ကိုတူပပြီးလိုက်ပြောလို့မရပေမဲ့ကျွန်တော်အညာလေးတန်ကိုသဘောကျပါတယ်တောင်သားတွေစကားပြောတဲ့ပုံစံကိုရှစ်ပါတယ်တရပြီးတရတိုးတက်နေတဲ့ဒီနေ့ခေတ်ကဘာကြီးမှာကျွန်တော်တို့ပြောတဲ့စကားသုံးတဲ့အတုံးအနှုံးတွေကအမြဲတမ်းဆန်းသစ်ပြီးပြောင်းလဲနေကြပါပြီဘလို့ပဲဆန်းသစ်နေပါစေဒေတာအလိုက်မိယိုဖလာပြောဆိုသုံးဆွဲလက်ဆင့်ကမ်းလာကြတဲ့စကားလုံးလေးတွေကစိတ်ဝင်စားဖို့ကောင်းပါတယ်ဒေသရစကားတွေမတူကြတဲ့ပုံစံအမျိုးမျိုးရှိပါတယ်စကားလုံးတူအဓိပ္ပာယ်တူပေမဲ့အတန်ထွက်မတူတာမျိုးစကားလုံးလည်းမတူအတန်ထွက်မတူပေမဲ့အဓိပ္ပာယ်တူတာမျိုးဆိုပြီးရှိပါတယ်အင်္ဂလိပ်ဘာသာစကားမှာခရမ်းကျင်သီးကို tomato tomato သက်ဆောင်ဓာတ်ကို vitamin vitamin ရွေးလျားနိုင်သောကို mobile mobile ဆိုပြီးတော့အတန်ထွက်ကွဲပြားကြပါတယ်ဗမာစကားမှာလည်းအခွန်ကိုမြင်းချံပခုတ်ကူဘက်မှာအခွင်လို့ပြောကြပါတယ်မေကွန်းကိုမေကွန်းဆိုပြီးပြောကြပါတယ်ကျွန်တော်တို့တောင်ဘက်မှာကအခွန်ကိုအခွန်လို့ပြောပါတယ်ဗမာသားမှာအယိုးအယောင်အရသာရတုကိုစစ်တွေတန်မာကြပြန်တော့အလောင်အလသာလဒူဆိုပြီးခြာလိုက်တာနဲ့ထွက်ကြပါတယ်စလုံးလည်းမတူ
အတန်ထွက်လည်းမတူပေမဲ့အဓိပ္ပာယ်တူတာမျိုးဆိုရင်တာရကတွေအများကြီးရှိပါတယ်အင်္ဂလိပ်ဘာသာစကားမှာဓာတ်လီကားကို lift elevator လက်နှိပ်တက်မီကို torch flashlight တကြားလုံးကို sweet candy ဘလို့ပဲအသုံးအနှုန်းမတူပါသေးဆိုလိုချင်တဲ့အကြောင်းအရာကအတူတူပါပဲမီးဘူးတိုက်တာကိုမန္တလေးဘက်မှာမီးကြွေထိုးတယ်ဆိုပြီးပြောကြသလိုကျွန်တော်တို့တောင်ဘက်မှာလည်းမီးအိုးထိုးတယ်ဆိုပြီးပြောကြပါတယ်ဆာတာနဲ့ငတ်တာအဓိပ္ပာယ်အတူတူပဲမဲ့ပြောတဲ့သူရဲ့စိတ်ရင်းနဲ့နေရာဒေသပေါ်မူတည်ပြီးနားထောင်သူအတွက်ခံစားချက်ထင်မြင်ချက်တွေပြောင်းလဲသွားနိုင်ပါတယ်ရေးဆတယ်သို့မဟုတ်ရေငတ်တယ်ဆိုတာမှာဘယ်စကားကိုသုံးတော့အဆင်ပြေပေမဲ့အစားအသောက်ကိုဆာလောင်တာငတ်မွတ်တာကိုဖော်ပြတဲ့အခါမှာတော့အဓိပ္ပာယ်ကအကွဲပြားသွားနိုင်ပါတယ်ဧည့်သည်တွေထမင်းစားလိုက်ကြတာအားရစရာပဲတော်တော်လေးဆာနေကြတယ်ထင်ပါတယ်ဧည့်သည်တွေထမင်းစားလိုက်ကြတာအားရစရာပဲတော်တော်လေးငတ်နေကြတယ်ထင်ပါတယ်ပြောသူရဲ့စိတ်ရင်းစေတနာကတော့အတူတူပဲမဲ့ကြားရသူအဖို့ကထင်မြင်ချက်လွဲသွားနိုင်ပါတယ်ထို့အတူပဲတော်တာနဲ့တန်တာမှာလည်းအရက်ဒေသပေါ်မူတည်ပြီးသုံးဆွဲပုံမတူကြပါဘူးဒီအင်ဂျီကနင်းနဲ့တော်ရဲ့လားဒီအင်ဂျီကနင်းနဲ့တန်ရဲ့လားဆိုတာမှာဒုတိယတစ်ခုကစကားအထအနာအကျကောက်တဲ့သူအဖို့ရိုင်းတယ်လို့ထင်ရနိုင်ပါတယ်တူရဲ့လားတန်ရဲ့လားဆိုပြီးအပြောခံရတာမျိုးဖြစ်သွားသေးနိုင်ပါတယ်ဟုတ်ကဲ့အခုလောက်ဆိုရင်ခါကြက်ဥလားမုံလာဥနီလားမော်ဟင်းကားတောက်တာလားမော်ဟင်းကားစားမာလားဆိုတာရဲ့အဖြေကိုကြည့်ရှုနားထောင်သူတွေအနေနဲ့ဖြေတတ်ကြမယ်လို့ထင်ပါတယ်တနေရာတဒေသတရွာတစ်ပုတ်ဆန်းကြတာမို့ကိုဒေသရဲ့ဓလေ့ရိုးရာကိုမျက်နှိုးတန့်ဖို့ထားတတ်ရင်တခြားဒေသရဲ့ထုံတန်းအစဉ်လာတွေကိုလည်းလေးစားပေးကြရမှာကျွန်တော်တို့ရဲ့လူကျင့်ဝတ်နဲ့ယဉ်ကျေးမှုပါပဲဒါကြောင့်အခွင့်သာတဲ့အခါမြန်မာပြည်တခွင်ခရီးတွေထွက်ပြီးလူတွေနဲ့တွေ့စကားတွေအများကြီးပြောကြရင်ဘ ഹു တုတအသစ်တွေရှာကြဖလှယ်ကြဖို့တိုက်တွန်းရင်ဒီ podcast လေးနဲ့မှတ်တမ်းပြုတင်ဆက်လိုက်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့